Hello everyone အားလုံးပဲမင်္ဂလာပါတီချေခင်ပါဒီနေ့ lesson 16မှာဆိုရင်တီချေတို့ကဒီ article A တွေ N တွေပြီးရင် no article အကြောင်းကိုအသေးစိတ်ထပ်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်တီချေတို့ဒီအရှိအသင်ခန်းစာမှာလည်းလေ့လာထားတယ်ဒါကိုထပ်ပြီးတော့အသေးစိတ်ထပ်တိုးပြီးတော့တီချေတို့လေ့လာကြမှာပဲဖြစ်ပါတယ်အကယ်၍ကိုကဒါလေးကိုမရှင်းတာလေးတွေရှိတယ်ဆိုလို့ရှိရင်တီချေနဲ့တူတူနားထောင်ရုံပဲမဟုတ်ဘူးကိုယ့်ရဲ့အနီးနားမှာမှတ်စုစာအုပ်လေး notebook လေးနဲ့တခါတည်းလိုက်မှတ်မယ်ဒီ rules တွေကိုတခါတည်းလိုက်မှတ်မယ်မှတ်ပြီးတဲ့အခါမှာတကယ်လို့ exercise တွေဖြေကြမယ် okay so ဒါဆိုရင်ဒီချက်နဲ့တူတူကြည့်မယ် article A and the no article အဲ့တော့ဒါကတော့ဒီအနှစ်ချုပ်လေးပေါ့နော် okay here ဒီ A နဲ့ N ရဲ့ဆိုရင်သူ့ကိုဒီကျတော့ use အသုံးပြုပုံပေါ့နော်အသုံးပြုပုံကတော့ first mention ဒီအကြောင်းအရာတစ်ခုကိုပထမဦးဆုံး mention တာမျိုးဖော်ပြတာမျိုး for example I saw an old woman and a dog in the park ဒီပန်းခြံထဲမှာခွေးတစ်ကောင်နဲ့ဒီအသက်ကြီးမိန်းမတစ်ယောက်ကိုတွေ့ခဲ့တယ်ဆိုတာဒါသူပထမဦးဆုံးတွေ့ခဲ့တာမျိုး the first mention yeah နောက်တစ်ခုက jobs အလုပ်ကိုင်နေရဲ့ရှေ့မှာဆိုရင် article အမြဲတမ်းထည့်ရတယ် Paula is a teacher နောက်တစ်ခု descriptions ဖော်ပြချင်တာမျိုးတွေ like Paris is an interesting city okay so နောက်တစ်ခု article there ကိုတော့ဒီကျေတို့ကသူ့ဘယ်မှာသုံးလဲ second mention ခုနကဆိုရင် I saw a man and dog I saw a man and a dog the man was cool ဒီရှေ့မှာဒီပထမဆုံးဒီ sentence ကိုဖော်ပြပြီးဒါကိုထပ်ပြီးပြန်ညွှန်းတဲ့အခါမျိုး second mention လောက်တာမျိုးမှာသုံးပါတယ် specific things တိတိကျကျဖော်ပြချင်တာမျိုးဒီခလေးဒီလူပေါ့ထားပါတော့ the children are in the garden ကလေးတွေကဒီ garden မှာပေါ့နော်ဆိုတော့ဒီကလေးတွေတခြားလူတွေမဟုတ်ဘူး you want to mention the specific things the next one is only one thing ကဘာပေါ်မှာတစ်ခုလေးရှိတဲ့အရာမျိုးတွေ for example the moon looks beautiful today ကဘာပေါ်မှာနားစားတစ်ခုလေးရှိတာလေနော် next one is common places ဒီရေဘူးရအားဖြင့်ပေါ်ပြချင်တာမျိုး we're going to the park okay the next one is superlatives မှတ်ရတာလေးများတယ်နည်းနည်းတော့အဲ့တော့ note လေးမှာတစ်ခါလေးလိုက်မှတ်ထားနော် superlatives ဒါတချို့တို့ဒီ degree တွေရှိရဲ့အမှမှာ comparative superlatives အမြင့်ဆုံးเนาะ so he is the best အကောင်းဆုံးဒါအတော်ဆုံးအဲ့လိုမျိုးအမြင့်ဆုံး degree ကိုပြောတာမျိုးပေါ့နော် the best students in the class အတန်းထဲမှာအတော်ဆုံးကျောင်းသား musical instruments တွေပြောတယ်my ဒီတေးဂီတာနဲ့ပတ်သက်တဲ့ instrument တွေဒီပြောတဲ့အခါမျိုး my daughter plays the violin ငါရဲ့ daughter ကviolin တီးတယ်ပေါ့နော်ဒါကတော့ article ရဲ့အသုံးတို့အသေးစိတ်ကိုလည်းပြန်သင်ပေးမယ်နော်ထပ်ပြီးတော့လေ့လာကြမယ် okay the next one is zero article ဆိုတော့ဒီ article မသုံး no article မသုံးရတဲ့နေရာတွေရှိပါတယ် general meaning ပြောတာ I don't like children ဒီတိတိကျကျမဟုတ်ကလေးတွေလိုပဲပြောတာဒီလား children in general ပဲကလေးလိုပြောတာမျိုးမဟုတ်ဒီမှာဆိုတော့ဒါဒီကလေးတွေဒါတိတိကျကျဒီကလေးတွေကိုပြောတာ okay meals တွေဒီအစားအစာတွေwhat time do you have breakfast what time do you have the breakfast to မပြောဘူး the next one is years တွေ months တွေ days တွေပေါ့နော်ဒီနှစ်တွေလတွေရက်တွေ2005 was a great year there အဲ့လိုမျိုးမပြောဘူးလေနော် A မပြောဘူး the next one is TV there's a good film on the TV တွေပါချေလို့မပြောပါဘူး languages skill subjects or like ဒီချေလို့ the Myanmar တို့ the English တို့မပြောဘူးနော် so he doesn't speak English I study biology ပဲ I study the biology တို့မပြောဘူးမသုံးဘူးနောက်တစ်ခု next တို့ last တို့ဒီ we want to the theater last week ဒါတော့လွန်ခဲ့တဲ့တစ်ပတ်က next week နောက်တစ်ပတ်အဲ့လိုမျိုးပေါ့နော်ထပ်ပါတော့ဒီ last to next to မှာဆိုရင်လည်း the last week တို့ the next week တို့မပြောပါဘူးဒါဆိုရင်ဒီချင်တဲ့တူဒီ A and the no article လေးကိုအသေးစိတ်ဆက်ပြီးတော့လေ့လာကြည့်မယ် okay as we mentioned like use A and A ကိုသုံးတဲ့အခါမှာ the first one is we use first mention ပထမဆုံးဖော်ပြတယ် we use A or N when we mention something for the first time ဒါကိုပထမဆုံးဖော်ပြတယ် I saw an old woman with a dog in a
in the park. Okay, the next one is job state descriptions. We use A or N to talk about people's job or to say what kind of person or thing, something. So somebody is. Paul is a teacher. Paris is an interesting city. When I was a teenager, I enjoyed sleeping. အဓိကတော့အလုပ်ကိုင်းနေအချိန်မှာဆို article ထည့်ရပါတယ်ပြီးရင်ဖော်ပြတဲ့ဟာမျိုးတွေပေါ့နော် Okay, so now let's move on to the next one. Okay, so note that you cannot use singular countable nouns alone without a, they, my. For example, I don't have a driving license. Article A. This hotel doesn't have a spa. Article A လေးထည့်ပေးရပါမယ်။အဲ့တော့ဒီမှာဆိုရင်ဒီကျတို့ကဒါလေးကိုနားလည်မယ်လို့ထင်ပါတယ် singular countable nouns ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးပုံစံသုံးလို့မရဘူးဒီ article လေးတွေထည့်ပေးရမှာပဲဖြစ်ပါတယ် Okay, so now let's move on to the next one. Analyzing ဒါဆိုရင်တော့ရည်တွက်လို့ရတယ် spa တစ်ခုနှစ်ခုလားရည်တွက်လို့ရတယ်ဆိုရင်တော့ article A လေးတွေထည့်ပေးရပါမယ်ဒါဆိုရင်ဒီချိန်နဲ့တူတူဆက်ပြီးတော့ကြည့်ကြည့်မယ်နောက်တစ်ခုကတော့ use they ကတော့အရှိမပြောခဲ့တယ်လို့ပဲ second mention ထားတာမျိုးပေါ့နော် we use they when we mention something for the second time ဒုတိယအကြိမ်မြောက်ပေါ့နော်for example a man and a woman sat in front of me ဒီဟာကိုပြောတာဒီ a man နဲ့ a woman ကိုပဲပြန်ရည်ညွှန်းတဲ့ဟာမျိုးနောက်တစ်ခါမှရည်ညွှန်းတာမျိုး that man was British I think the woman wasn't အဲ့တော့ဒီဟာကိုရည်ညွှန်းတာမျိုး second mention တာမျိုးမှာသုံးပါတယ် article တွေနောက်တစ်ခုကတော့ specific ဖြစ်တဲ့အရာတွေ we use there to talk about specific things or people one is clear which thing or people we are talking about ကိုပြောချင်တဲ့အရာကဘယ်အရာဆိုတာကိုတိကျတယ်သေချာတယ်ဆိုပြီးပြောချင်တယ်ဆိုရင် you need to use they ကိုသုံးရပါမယ် where are the kids ကလေးတွေပမာလဲဆိုသူတို့ကလေးလေတခြားကလေးကိုမေးတာမဟုတ်သူတို့ရဲ့ကလေးကိုမေးတာတိကျတယ်သေချာတယ်ဒီကလေးတွေကိုပဲမေးရသူတို့တာသမီးတွေပဲနေမှာပေါ့နော်ဟာပါတော့ for example they are in the garden sorry they are in the garden သူတို့ garden ထဲမှာ we know which kids and which garden သိရတိကျပြောတာ can you open the window sorry can you open the door we know which door ဘယ်ဟာလဲဆိုတိတိကျကျပြောချင်တာထားပါတော့နှစ်ခုရှိရဆိုတော့ဘယ်တစ်ခုလဲဆိုတိတိကျကျပြောချင်တာမျိုးပေါ့နော် okay the next one is there is only one ကပ္ပဟိုမှာတစ်ခုတည်းရှိတဲ့ဟာမျိုးတွေ we use there one there is only one of something တစ်ခုခုဆိုရင်ဒါတစ်ခုတည်းရှိတဲ့ဟာမျိုး the company is very comfortable the manager must be really good ဒီ company မှာအရန်ကိုတတောင်းတတရှိဒီ manager ဆိုတော့လေဒီထားပါတော့ဒီ company မှာဆိုရင်ဒီ manager တယောက်တည်းတစ်ခုတည်းဒါကိုရည်ညွှန်းချင်တာမျိုး I like to visit in this country but not in the capital okay ဆိုတော့ဒီအရာဒီမှာဆိုလို့ရှိရင်တစ်ခုတည်းရှိတဲ့အရာမျိုးတွေကိုပြောချင်တာမျိုးဆိုလို့ရှိရင်လေ article တွေကိုသုံးလို့ရပါတယ် okay ဆက်ပြီးကြည့်ကြည့်မယ် common places in town ဒီမြို့တွေမှာရှိရဲဒီရေဘူးရနေရာတွေပြောတယ်ဥပမာ with places in town where we come and go the park the cinema the theater so we have to use there I'm going to the bank I found Peter at the station I'm at the library ဒီအိမ်မှာရေဘူးရနေရာတွေကိုပြောချင်တယ်ဆိုရင်လေ article တွေကိုသုံးလို့ရပါသေးတယ်အများကြီးပဲသုံးလို့ရတာတွေကအဲ့တော့သိချလိုက်ကြည့်မယ် superlatives we use there before superlative adjectives ဒါကတချို့တို့ဒီ superlative အမြင့်ဆုံးဖြစ်တဲ့ဒီ adjectives ကိုညွှန်းချင်တဲ့အခါမှာသုံးပါတယ် this is the best restaurant in town ဒီမျိုးတွေမှာအကောင်းဆုံးအတော်ဆုံးအဲ့လိုမျိုးပေါ့နော် superlative adjectives မှာသုံးပါတယ် musical instruments ဒီဂီတာဒီဆိုင်ရာတွေမှာသုံးပါတယ် we use there before names of musical instruments Margaret plays the guitar and I play the flute Margaret ကတော့ guitar တီးရင်ငါဘယ်လိုမှုတ်တယ်ထားပါတော့အဲ့လိုပဲဒီတီးဂီတာနဲ့ instruments တွေမှာ musical instruments တွေမှာဆိုရင်သုံးလို့ရပါတယ်
ဆိုတော့ဒါဆိုရင်ဒီကျေတို့အရှိမသင်ခဲ့တာဆိုရင် article an တဲ့ရပြီထင်တယ်နောက်တစ်ခုကတော့သူ့ကို use no article zero article ပေါ့နော်မသုံး for example general meaning ပြောချင်တာမျိုး we do not use an article before like plural or uncountable nouns to talk about something in general ဟိုလေ article ဆိုတာကအများသောအဖြစ်တော့ a တို့ an တို့ they တို့ပေါ့နော်အဲ့မှာမှရေဘူးရပဲပြောချင်တာတိကျကျမပြောချင်ဘူး I don't drink milk they milk လည်းမပြော a milk လည်းမပြောဘူးနော် women drive more cautiously than men မျိုးသားတွေထက်မျိုးသမီးတွေကတတိရှိရှိနဲ့ကားမောင်းနေအဲ့လိုမျိုးဒီအများကိန်းတွေရဲ့အရှိမဒီလိုမျိုးအများကိန်းတွေရဲ့အရှိမရည်တွက်လို့မရတာတွေရဲ့အရှိမဘာအတကယ်မှသုံးကြမလို့ okay အဲ့တော့ဒီရေဘူးရအဖြစ်လည်းပြောချင်တာမျိုးတွေမှာဆိုရင်လည်းမသုံးပါဘူး for example I love music like music in general ဒါလိုပဲ music လို့ပဲဒါပေမဲ့ရေဘူးရပြောလိုက်တာ I love the music at the party မှာဖွင့်တဲ့ music အရန်သဘောကျခဲ့တိတိကျကျပြောတာဒီ party မှာဖွင့်ခဲ့တဲ့ဟာမျိုးပြောတာ children are often difficult ခလေးတွေလို့ပြောတာ like တခါလေကြာရင်ခလေးတွေကခက်ခဲတယ်ဘယ်ကလေးလည်းမသိကြဘူး they are a nice family the children are very funny တို့ကအရန်ကောင်းတဲ့မိသားစုကလေးတွေကလည်း funny ဖြစ်တယ်ရီးဖို့ကောင်းတယ်ပြောဖို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးအဲ့မှာဒီမိသားစုတွေကကလေးတွေကိုပြောချင်တာတခြားလူတွေမဟုတ်ဘူးအဲ့တော့ဒီမှာ general ဖြစ်တာနဲ့ specific ဖြစ်တဲ့အခါမှာသုံးလို့ရပါတယ်တချို့ကဒီ article တဲ့ပါတာနဲ့မပါတာမှာအတိတ်ပဲလေးတွေ a little bit difference ပြောင်းလဲသွားတယ်ပေါ့နော်ဒါဆိုရင်ဒါလေးကိုနားလည်မယ်လို့ယုံကြည်ရဲနောက်တစ်ခု meals တွေအစားအစာတွေ we do not use an article before the names of me especially breakfast to lunch to dinner a breakfast lunch the dinner ကိုမသုံးပါဘူး I always have the breakfast မပြောဘူးเนาะ have breakfast with my children ကကလေးနဲ့အမြဲတမ်းမနက်စားစား dinner is served at 8 dinner 8နာရီမှာတဲခင်းအိတ်ခံကျွေးမွေးခဲ့တယ်တဲခင်းအိတ်ခံကျွေးမွေးတယ်ပေါ့เนาะ so အဲ့တော့အစားအစာတွေရဲ့အရှိမ0 article no article ပါเนาะနောက်တစ်ခု years day နှစ်တွေ months လတွေ and day နေ့ရက်တွေ we do not use an article before names of years months and day of the week the Friday the 2020 no မသုံးဘူးเนาะ okay we do not use an article before names of year like months and day of the week Friday is my favorite day of the week Friday okay I think 2025 will be an excellent year ဒါတော့ကိုရဲ့အခုလက်ရှိရောက်နေတဲ့နောက်နှစ်တွေပေါ့နော်2025 2026စသဖြင့်ပြောလို့ရပါတယ် okay ဒါဆိုရင် another one TV we do not use an article with TV use as a broadcasting service not enough အဲ့တော့ TV ဆိုရင်လည်း like I saw it on TV I don't watch TV on the TV ဘာလို့မပြောဘူးဒါပေမဲ့ turn off the TV I bought a new TV ဆိုပြီးတော့အဲ့လိုမျိုးသုံးတာလေးလည်းတွေ့ရပါတယ်ဒါဆိုရင်เนาะဒါတိတိကျကျ the TV เนาะ a new TV ဆိုရင်လည်းဒါ TV အသစ်ပေါ့เนาะဒီလိုမျိုးလေး adjective နဲ့တွဲတာမျိုးပြောလို့ရတာမျိုးပေါ့เนาะပြောလို့ရပါတယ်ဒီကြကြပြောချင်တာမျိုးပေါ့နော်names of languages and school subjects we do not use an article before the names of languages ဘာသာစကားရဲ့ school subject တွေအကြောင်းရဲ့ဘာသာရပ်တွေမှာမသုံးပါဘူး he doesn't speak English I study biology ပဲเนาะ zero article no article ပါဒါဆိုရင်နောက်တစ်ခု last yeah ရှိမှာမသုံးပါဘူး we do not use an article before next and last plus time expression when they mean before or after now the meeting is next Thursday I saw him last week အဲ့ဒီရဲ့ next to last to ရဲ့အရှိမှာဒီချေတို့က0 article ပါတစ်ခါနေကြရင်ကျောင်းသားကြီးမှားတတ်တယ် compare လုပ်ကြည့်မယ်နော် last year we spent 1 week in London last year နှစ်ကပေါ့နော် we really loved London the last day we were really sad the last day so like the last day ဒီ London ရဲ့ဒါနောက်ဆုံးရက်ဒီမှာဆိုရင်ဟို
last year ကိုပြောချင်တာမဟုတ်ဒီနောက်ဆုံးရက်ကိုပြောချင်တာ like ဒီလားမသိဒီ London မှာရှိခဲ့တဲ့ the last day နောက်ဆုံးရက်ကိုပြောချင်တာအဲ့တော့ the last day mean the last day of the trip not the day before now okay အဲ့တော့နောက်ဆုံးရက်ကိုပြောချင်အတိတ်ပဲလေးပြောင်းသွားတယ်ထည့်လိုက်တယ်ဆိုရင်ဒါဆိုရင်အားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီချေတို့ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာလေးကိုရလားမရလား exercise လေးဖြည့်ကြည့်မယ်1 to 10ဖြည့်မယ်ဗီဒီယိုလေးခဏလေးရပြီး exercise ဖြည့်ပါ homework ထပ်ပါ okay ပြီးပြီဆိုရင်ဖြည့်တိုက်ကြည့်မယ်မှန်တယ်ဆိုလို့ရှိရင်တော့နားလို့ရပါပြီ have a good day မှားနေသေးရဆိုရင်တော့ဗီဒီယိုလေးကိုအစားနေပြန်ကြည့်ပါပြန်ကြည့်ပြီးတော့လေ့လာပါအဲဆိုရင်ဒီနေ့သင်လိုက်တဲ့သင်ခန်းစာရမှတ်စရာတွေတအားများပါတယ်အဲ့တော့အားလုံးလည်းရှင်းပါမယ်လို့ယုံကြည်ပါတယ်နောက်ထပ်သင်ခန်းစာရမှာပြန်တွေ့မယ်နော် bye bye